အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့မြန်မာချမ်းသာအကယ်ဒမီခောက်ရွှေဆိုင်ရာကျော်ကြီး MDY ပါဗျကျွန်တော်မိတ်ဆွေအများစုမေးနေကြတဲ့မိခွန်းလေးနဲ့ပတ်သက်ပြီးကျွန်တော်ဖြေချပေးခြင်းလို့ပါဗျအဲ့ဒါကတော့ဘာတုံးဆိုတော့မြန်မာချမ်းသာအကယ်ဒမီအခောက်ရွှေဆိုင်မှာရောင်းတဲ့အကယ်ဒမီတစ်စိတ်အခောက်ရွှေနဲ့အခြားဆိုင်တွေအနေနဲ့ရဲကအခြားဆိုင်တွေမှာရောင်းနေတဲ့အကယ်ဒမီအခောက်ရွှေနဲ့အရေးသွေးတူသလားအကယ်ဒမီမှာရောင်းနေတဲ့အခောက်ရွှေနဲ့ရောမြန်မာချမ်းသာရာမှာရောင်းနေတဲ့အခောက်ရွှေရောဘာကွာတယ်လဲလာမေးကြလို့ပါအဲ့တော့အားလုံးသိရှိအောင်လေးပြောပြချင်လို့ပါခင်ဗျကျွန်တော်လက်ရှိမြန်မာတနိုင်ငံလုံးမှာအကယ်ဒမီအခောက်ရွှေတွေတန့်စင်ထုတ်လုပ်ပေးနေတဲ့နေရာနှစ်နေရာပဲရှိပါသေးရဲ့ခင်ဗျဒါသူတို့ပိုင်ရှင်အတူတူပါပဲเนาะအဲ့ဒါကမန္တလေးမြို့မှာဆိုရင်မင်းမြို့အတက်လက်ကောင်းမှာအကယ်ဒမီလှော်ဖို့တစ်ခုရှိပါတယ်ရန်ကုန်မှာဆိုရင်မြောက်တကုံဆက်မှုဇုံတိုးချက်34တိုးချက်ငမိုးရိပ်ချောင်းပြေးမှာအကယ်ဒမီလှော်ဖို့တစ်ခုအဲ့နှစ်ခုပဲသူတို့ဒါပိုင်ရှင်အတူတူပေါ့เนาะအကယ်ဒမီတစ်စိတ်အခောက်ရွှေတွေကိုတန်းစင်ထုတ်လုပ်ပေးပါတယ်但ဒီနေရာမှာပြောပြချင်တာတန်းစင်ထုတ်လုပ်ပေးတယ်ဆိုတာကလည်းသူတို့ကနေပြီးရွှေတွေကိုထုတ်ပြီးတော့ရောင်းပေးနေတာမဟုတ်ပါဘူးဒီလှော်ဖို့တွေကနေပြီးတော့ရောင်းပေးနေတာမဟုတ်ပါဘူးအများစုနားလည်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ရဲမှာဆန်ဆက်တွေရှိတယ်မလားတောင်သူတွေကကိုယ်လေကနေကိုထွက်တဲ့စဘာတွေကိုအဲ့ကိုကြိုက်တဲ့ကိုနဲ့နီးဆိုင်တဲ့အစင်ပြေတဲ့ကြိတ်ခွဲတာမှာကောင်းတဲ့ဆန်ဆက်တွေမှာသွားပြီးကြိတ်ခွဲကြတယ်လို့ပဲကျွန်တော်အနေနဲ့ရဲကနေတူးပေါ်ရရှိတဲ့ရွှေတွေကိုယ်ဆိုင်မှာပြက်ထည်တွေတန့်စင်ရမယ့်အထည်တွေကျွန်တော်တို့ကအကယ်ဒမီလှော်ဖို့မှာသွားပြီးတော့ဒီပေါ့မတန်နေတဲ့ရွှေတွေပေါ့အဲ့ဒါကိုသွားပြီးတော့မီလင်အခောက်ရွှေတုံးတန့်စင်တဲ့အခောက်ရွှေတုံးဖြစ်အောင်သွားပြီးတော့တန့်စင်တာအဲ့မှာအကယ်ဒမီကလှော်ကားဆိုပြီးတော့တစ်ချက်သားကိုဘလောက်ဆိုပြီးယူပြီးတော့လှော်ပေးလိုက်တာအဲ့ဒီမှာထွက်ရှိလာတဲ့တစ်စိတ်မှာအရေးသွေးကောင်းမွန်ကြောင်းမှန်ကန်ကြောင်းအကယ်ဒမီလှော်ပေါ်မှာလှော်ထားတာမှန်ကန်ကြောင်းအကယ်ဒမီတစ်စိတ်ခက်နှိပ်ပေးလိုက်တာပဲဖြစ်ပါတယ်သူတို့ကနေရွှေတွေကိုထုတ်ပြီးတော့ရောင်းပေးနေတာမဟုတ်ပါဘူးเนาะအဲ့ဒါမှကျွန်တော်တို့ကဈေးကွက်မှာရွှေတွေဝင်လာကြမှာဈေးကွက်မှာရွှေကုန်တယ်တွေကအယောင်းဝယ်လောက်ကြတာပါရွှေဈေးကွက်ဆိုရန်ကုန်မှာတခုမန္တလေးမှာမော်လမြိုင်မှာအဲ့လိုအနေနဲ့ရဲမှာရှိကြပါတယ်အဲ့ဈေးကွက်မှာရွှေကုန်တယ်တွေကအယောင်းဝယ်လောက်ကြတာပါเนาะအဲ့တော့ပြောချင်တာတနိုင်ငံလုံးမှာရောင်းချနေတဲ့အကယ်ဒမီတစ်စိတ်တွေအားလုံးကအရေးသွေးအတူတူပဲဖြစ်ပါတယ်ခင်ဗျာเนาะအားလုံးမြန်မာချမ်းသာအကယ်ဒမီရဲ့လို့မရှိပါဘူးအားလုံးအကယ်ဒမီအားလုံးဒီအရေးသွေးအတူတူပါပဲဒီတစ်နေရာပိုင်ရှင်ဒီအတူတူပါပဲလှော်ပြီးတော့တန်းစင်ထုတ်လုပ်ပေးနေတာပါခင်ဗျာ